အားလုံးပဲမင်္ဂလာပါ Let's Take မြန်မာ News မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့နောက်ဆုံးရနိုင်ငံတကာသတင်းတစ်ပုဒ်ဖြစ်တဲ့မက္ကဆီကိုနိုင်ငံအတွင်းမှာရှိတဲ့မူရဲ့ဂိုင်းဝင်တွေကိုအမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA ကလျှို့ဝှက်လောက်ကျန်တပ်ဖြတ်မှုတွေပြုလုပ်နေတဲ့ဆိုတဲ့ CNN ရဲ့သတင်းထုတ်ပြန်ချက်အပေါ်မက္ကဆီကိုအစိုးရနဲ့ CIA တို့ကပြင်းပြင်းထန်ထန်တုံ့ပြန်ညှင်းဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါရစေ။ CNN သတင်းဌာနရဲ့ဖော်ပြချက်အရပြီးခဲ့တဲ့နှစ်ကစလို့မက္ကဆီကိုမူရစ်ဂိုင်းတွေကိုဖြိုခွင်းတဲ့နေရာမှာ CIA အေဂျင့်တွေဟာသတင်းအချက်လက်မျှဝေရုံတင်မကပဲဓာတ်ရိုက်လောက်ကျန်တက်ဖြတ်တဲ့စစ်စင်ရေးတွေမှာပါဝင်နေတယ်လို့ဆိုပါတယ်အထူးသဖြင့်ပြီးခဲ့တဲ့မတ်လကစင်နယ်လိုအားမူရစ်ဂိုင်းဝင်တူတည်ဆုံးခဲ့တဲ့ကားပုံးပောက်ကွဲမှုမှာ CIA ရဲ့လက်ချက်ပါဝင်နေတယ်လို့အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တွေကိုကိုးကားပြီးဖော်ပြခဲ့တာပါဒါနဲ့ပတ်သက်ပြီး CIA ဘက်ကဘယ်လိုတုံ့ပြန်ပါတယ်လဲ CIA ပြောရေးဆိုခွင့်ရှိသူ Liz Lyon ကတော့ဒီသတင်းဟာလုံးဝမမှန်ကန်တဲ့လောက်ကျန်ဖန်တီးမှုသာဖြစ်ပြီးဒါဟာမူရစ်ဂိုင်းတွေအတွက်ဝါဒဖြန့်ပေးရာရောက်တယ်လို့အမေရိကန်နိုင်ငံသားတွေရဲ့အသက်အန္တရာယ်ကိုပါစိုးရိမ်ရစေတယ်လို့ဆိုရှယ်မီဒီယာကအနေနဲ့တုံ့ပြန်ခဲ့ပါတယ်မက္ကဆီကိုအစိုးရရဲ့သဘောထားကတော့မက္ကဆီကိုလုံခြုံရေးဝန်ကြီးအိုမာဂါစီယာဟာဖူးကလည်းနိုင်ငံခြားအေဂျင်စီတွေအနေနဲ့မက္ကဆီကိုပိုင်နက်အတွင်းအခုလိုတစ်ဖက်သက်စစ်စင်ရေးတွေလှုပ်ဆောင်နေတယ်ဆိုတာကိုပြက်ပြက်သားသားညင်းဆိုပါတယ်အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်မှုရှိတာမှန်ပေမဲ့ဒါအချုပ်အခြာအာဏာကိုလေးစားမှုရှိရမယ်လက်အောက်ခံဖြစ်မှုမရှိရဘူးလို့သူကလေးနက်ပြောကြားသွားခဲ့တာပါသမ္မတဒေါ်နယ်ထရန့်အိမ်ဖြူတော်ကိုပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်းလက်တင်အမေရိကမူရစ်ဂိုင်းတွေကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ပြီးလေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရမှာလူပေါင်း190ကျော်တည်ဆုံးခဲ့ပါတယ်ဒီလောက်ရက်တွေဟာမက္ကဆီကိုနဲ့အမေရိကန်ကြားဆက်ဆံရေးကိုပုံမူတင်းမာလာစေခဲ့တာပါပြီးခဲ့တဲ့လကလည်းမက္ကဆီကိုသမ္မတကလော်ရီယန်ရှိန်ဘန်းက CIA အေဂျင့်တွေကိုမက္ကဆီကိုအတွင်းပေးမဝင်ဖို့နဲ့ဝင်ရောက်ခဲ့တဲ့နေဆက်ပြည်နယ်ကအာဏာပိုင်တွေကိုအရေးယူမယ်လို့ချင်းချောက်ခဲ့ပါသေးတယ်2020ပြည့်နှစ်တွင်မက္ကဆီကိုလွှတ်တော်ကအတည်ပြုခဲ့သောဥပဒေအရနိုင်ငံခြားအေဂျင့်တွေကအစိုးရကိုသတင်းပေးပို့ဖို့တာဝန်ရှိပြီးတန်တမန်ကင်းလွတ်ခွင့်လည်းမရှိပါဘူးလက်ရှိမှာတော့ဒီဆွဆွဲချက်တွေနဲ့ပတ်သက်ပြီး CNN ဘက်ကတစုံတရာပြန်လည်တုံ့ပြန်တာမျိုးမရှိသေးပါဘူးအမေရိကန်ရဲ့မူရစ်စေဝါတိုက်ဖြတ်ရေးစစ်စင်ရေးတွေကအိန္ဒိယမက္ကဆီကိုနိုင်ငံရဲ့အချုပ်အခြာအာဏာကိုဘလောက်အထိပါနေတယ်လဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမယ့်အခြေအနေပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါနောက်ထပ်သတင်းတစ်ပုဒ်ကိုထပ်မံတင်ဆက်ပေးပါမယ်ကမ္ဘာတော်ကထူးခြားဖြစ်စဉ်တွေကိုတင်ဆက်ပေးနေတာမို့ကျွန်တော်ရဲ့ Let's Take မြန်မာ News Channel လေးကို Like and Subscribe လေးလုပ်ပေးထားဖို့တောင်းဆိုပါရစေဗျာရုရှားသမ္မတဗလာဒီမာပူတင်ကကမ္ဘာအင်အားအပြင်းဆုံးလို့သူကိုယ်တိုင်အမွှန်းတင်ထားတဲ့စာမတ်တိုက်ချင်းပြစ်ပဲ့ထိန်ဒုံးကြီးတစ်ကိုအောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပြီလို့ကြေညာလိုက်ပါတယ်ဒုံးကြီးရဲ့စမ်းဆောင်ရည်ကဘလောက်တောင်ကြောက်စရာကောင်းတယ်လဲရုရှားနိုင်ငံမှာရုပ်သံသတင်းတွေရဲ့ဖော်ပြချက်အရသမ္မတပူတင်ကဒီဒုံးကြီးဟာအနောက်အုပ်စုရဲ့ဘယ်လက်နက်နဲ့မဆိုရှင်ရင်ဖြတ်အားကလေးစားထက်မကပိုပြင်းထန်တယ်လို့ဆိုပါတယ်ကီလိုမီတာ3000ခွဲမိုင်ပေါင်း2100ကျော်အထိရောက်ရှိနိုင်ပြီးကမ္ဘာပတ်လမ်းတစ်ဝက်လောက်အထိပြန်တန်းနိုင်စွမ်းရှိပါတယ်ဒီနေ့ကမ္ဘာကြီးမှာလဲနိုင်ငံရေးပြဿနာတွေစစ်ရေးပြဿနာတွေကတကယ်ကိုရှုပ်ထွေးနေပါတယ်ကမ္ဘာအင်အားကြီးနိုင်ငံတွေဆိုတော့လက်နက်အင်အားကိုဦးစားပေးပြီးထုတ်လုပ်နေကြတယ်ဗျလက်နက်အကောင်းစားတွေပိုင်ဆိုင်မှကမ္ဘာကြီးမှာထိပ်တန်းနိုင်ငံဖြစ်မယ်လို့ခံယူထားကြတဲ့ပုံပေါ့ဗျာသူတို့နိုင်ငံတွေမှာအဖက်ဖက်ကဖွံ့ဖြိုးနေပြီးပြန်လှည့်ကြည့်စရာမလိုတဲ့အခြေအနေတွေဆိုတော့လှုပ်ချင်ရလှုပ်နိုင်တာပေါ့နင်းပြန်ဆက်ရအောင်လက်ရှိရှိနေတဲ့ဘလို့ဒုံးကြီးကာကွယ်ရေးစနစ်မျိုးကိုမဆိုပေါက်ထွန်းနိုင်စွမ်းရှိတယ်လို့လည်းပူတင်ကကြွေးကြော်ထားပါတယ်ဒီဒုံးကြီးကိုအနောက်နိုင်ငံတွေကတော့စာတန်2လို့အမည်ပေးထားကြပါတယ်အခုလိုစမ်းသပ်မှုဟာရုရှားနဲ့အမေရိကန်ကြားကနောက်ဆုံးကြံရှိနေတဲ့
New Start Nuclear လက်နက်ထိန်းချုပ်ရေးစာချုပ်တက်တန်းကုန်ဆုံးသွားပြီးနောက်မှာပေါ်ပေါက်လာတာဖြစ်ပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကစာချုပ်တက်တန်းကုန်သွားတဲ့အတွက်နှစ်ပေါင်း90ကျော်အတွင်းပထမဆုံးအကြိမ်ဖြစ်ကမ္ဘာအကြီးဆုံးနျူကလ িয়ার အင်အားကြီးနှစ်နိုင်ငံကြားမှာဘာကန့်သက်ချက်မှမရှိတော့တဲ့အခြေအနေကိုရောက်ရှိနေတာပါအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့စာချုပ်တင်မှာတရုတ်နိုင်ငံကိုပါထည့်သွင်းဖို့ဖိအားပေးနေပေမဲ့ပေကျင်းဘက်ကတော့လက်ခံခြင်းမရှိသေးပါဘူးပူတင်ကဒီစမ်းသပ်မှုကအမေရိကန်ရဲ့ဒုံးကျည်ကာကွယ်ရေးဒိုင်းလွတ်စနစ်တွေကိုတုံ့ပြန်ဖို့အတွက်မဖြစ်မနေလှုပ်ဆောင်ရတာဖြစ်တယ်လို့ဆိုပါတယ်စာမတ်ဒုံးကျည်အပြင်အတန်ထက်28စမြန်တဲ့ Vanguard Hypersonic ဒုံးကျည်ဥရောပတိုက်တစ်ခုလုံးကိုပြစ်မှတ်ထားနိုင်တဲ့ Onyx ဒုံးကျည်တွေနဲ့နျူကလ িয়ার စွမ်းအင်သုံးရေအောက်ဒရုန်းတွေကိုလည်းရုရှားကအရှိန်ဟုန်နဲ့ထုတ်လုပ်နေပါတယ်သမ္မတပူတင်ကတော့ဒီစာမတ်ဒုံးကျည်တွေကိုဒီနှစ်ကုန်ပိုင်းမှာစစ်စင်ရေးတာဝန်တွေစတင်ထမ်းဆောင်စေမယ်လို့ပြောကြားထားပါတယ်အင်အားကြီးနိုင်ငံတွေကြားကဒီလိုလက်နက်ပြိုင်ဆိုင်မှုတွေဟာကမ္ဘာငြိမ်းချမ်းရေးအပေါ်ဘယ်လိုတက်ရောက်မှုတွေရှိလာမလဲဆိုတာကတော့အထူးစိုးရိမ်စရာဖြစ်နေပါတယ်သတင်းတွေကိုစောင့်မျှော်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေဗျာလူချင်းမင်းတို့ရဲ့ထင်မြင်ယူဆချက်ကိုလည်းကွန်မန့်မှာရေးပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်